It takes one to know one ဗမာလူဆိုရင်တော့မွေမွေချင်းချင်းမြင်တယ်ဆိုတော့အသုံးနဲ့စင်တူတယ်ပြောလို့ရမယ်။ဘာကြောင့်လဲဆိုရင် it takes one to know one ဆိုတာဟာလူတစ်ယောက်လူဆိုးလားဆိုတာကိုလည်းလူဆိုးတယောက်ဆိုရင်အဲ့ကောင်လူဆိုးမှတန်းသိရသိရမလား။ဆိုနည်းတူရဲတယောက်ကလည်းနောက်လူတယောက်ရဲပုံစံမျိုးမြင်သူတန်းသိတယ်ကွာ။ဆိုနည်းတူဖွန်သမားတွေလည်းနောက်ဖွန်သမားတယောက်ကိုတို့တန်းတည့်ကွာဒီကောင်လည်းဖွန်သမားပဲဆိုတာတန်းသိတယ်ကွာ it takes one to know one အဲ့တော့ကောင်းမလေးတွေကလည်းတစ်ခါတလေလှုပ်တတ်ပါတယ်ကိုချစ်သူရှိရသားနဲ့တခြားကောင်းလေးတယောက်ကိုဦးစားတွေပေးစကားတွေပြီးတော့အာကြီးကိုလှုပ်ပြနေတော့เนาะဒီဘက်ကသူချစ်သူကလည်းအမြင်ကတ်တာပေါ့ဟိုဘက်ကောင်ကိုကြည့်လိုက်ရင်ဒါအဲ့ကောင်ตาရနေလားမตาရနေဘူးလားဆိုတော့ဒီဘက်ကလည်းယောက်ျားချင်းချင်းတန်းတည်တာပေါ့မွေမွေချင်းချင်းမြင်တာပေါ့ကွာ it takes one to know one စီးပွားရေးလောကမှာလည်းဒီလူတွေကွက်ရွှေ့တော့ဘာလို့တော့မှာဟာဆိုပြီးတော့နောက်စီးပွားရေးသမားတွေကတန်းတည်တယ် it takes one to know one သူတို့မိန်းကလေးအချင်းချင်းကလည်းဒီကောင်မတော့ဟိုဘဲကိုကြိုက်နေပြီဟာဆိုတော့ဒီလိုတစ်ချက်ကြည့်ရတယ်သိကြတယ်နော် it takes one to know one okay ဒါနဲ့ဒီရဲ့ဘိုင်းကျွန်တော်မေးတဲ့မေးခွန်းနဲ့မဖြေဘူးဆိုတာကကျွန်တော် TikTok ထဲမှာလေအဲ့ဒီမေးခွန်းတွေကို save လုပ်တဲ့နေရာလေးပျောက်ဘယ်ရောက်သွားလဲမသိဘူးအဲ့ဒါလေးပြန်တွေ့မှအစဉ်ပြေမှာမို့တော့ခဏလေးသိခံပေးကြပါဦးဆရာဘူဘူပါလာရှိုးကနေတင် जा ပေးနေပါတယ်